ငါစင့်သူများအလုံးပဲမင်္ဂလာပါရှင် Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါဖတ်ပြချင်တာလေးကတော့ဆရာခက်စော်ရေးသားထားတဲ့ရိုးရိုးချိုစိမ့်ရှယ်ချိုစိမ့်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားခဲ့ဖို့မေတ္တာရက်ခံပါရစေရှင်အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း notification ကောင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်ရိုးရိုးချိုစိမ့်ရှယ်ချိုစိမ့်တပိတ်ဆိုင်ထဲမှာစပွဲဝိုင်းတဝိုင်းရှိတယ်ဖျားစင်အောက်ကဝိုင်းဆိုင်ရဲ့တောင်စုံမှာရှိပြီးရေခဲတက်တာကကွဲနေတော့လမ်းမကိုမမြင်ရဘူးလက်ဖေးဆိုင်ဆိုတာလမ်းမကိုငေးရတာမဟုတ်လားဒါကြောင့်ဒီစပွဲမှာဘယ်သူမှမထိုင်ချင်ကြဘူးပလက်ကလထိုင်ရဲ့အကွယ်ဝိုင်းဘေးကပလက်ကလထိုင်မှာဆိုင်ရှင်ရဲ့ညီကိုသိန်းကလာအိတ်လေးရှိတယ်ကိုသိန်းပြီးရင်အကျော်စရာကိုကျော်သူလာအိတ်လေးရှိတယ်သူတို့ကအိတ်ရင်ဟုတ်တယ်မနက်၄နာရီကလေးကထားစီမံကြော်လော်ရသူတွေမို့နေ့လည်နေကင်းတော့တရေတမောအိတ်ကြတာပေါ့တခါတလေလူရှင်းတဲ့နေကင်းတခင်းဆိုကိုသိန်းနဲ့အကျော်စရာကိုကျော်သူမအိတ်တဲ့အချိန်တွေဆိုရင်စဝဲတို့လေးတပ်ပူးနဲ့တွတ်ပြီးတလှည့်စီလာလာအိတ်လေးရှိကြတယ်ဒီလိုမျိုးပလက်ကလထိုင်နဲ့ကတ်နေတဲ့စဝဲဝိုင်းမှာအမြဲလာထိုင်သူတယောက်ရှိတယ်သူ့နာမည်ကကျော်ကိုတဲ့ကျော်ကိုကမျက်စိမမြင်ဘူးနည်းနည်းဝါတတာပေါ့ဒါပေမဲ့ဒုက္ခတစ်ချောင်းနဲ့လမ်းတကာပတ်တဲ့သူမျက်စိမမြင်ပေမဲ့ဖားဥနည်းနည်းဆွဲနေတဲ့ကောလာကရုံးအဖြူရောင်ကချင်ပစိုးအကွက်ကျဲကိုစမတ်ကြကြဝတ်တတ်တယ်။သူကြည့်ရင်တန်ရှင်းတက်ရက်နေပြီးလက်ဖေးရည်ဆိုရှယ်ချိုစိမ့်မှသူကတောက်တယ်။သူကဒီစဝဲစီကိုစန်တန်နဲ့ပုံမှန်လာထိုင်တတ်တယ်။ဟုတ်တယ်လေ။သူ့အတွက်ကလမ်းမတန်းကစပိန်နဲ့ဖြတ်သွားတဲ့ကောင်မလေးတွေကိုလည်းငေးစရာမလိုဘူး။ဟိုင်းလက်ကားပေါ်ကနေကျဲချသွားတဲ့ရုပ်ရှင်ကြောညာစာရွက်တွေကိုလည်းတကူတကလိုက်ငေးဖို့မလိုဘူး။သူမှမမြင်ရတာ။နောက်ပြီးတော့သူ့ကိုလူပြောင်လူနောက်တချို့စနောက်လေးရှိတဲ့ဘာကြကြော်ကိုဆိုတဲ့အတန်တွေကိုလည်းသူမကြားရနိုင်ဘူး။ကြားရင်လေသူကဒေါသကိုမထိန်နိုင်ပဲဒုက္ခနဲ့အတန်လာရစီပြက်ပေါက်တတ်တာကိုဒါကလည်းပြဿနာရှိတယ်။ဒီနောက်ပြောင်မှုကအကြောင်းမသိသူတွေအတွက်ဘာလဲသိချမသိပေမဲ့ကြော်ကိုအတွက်ကတော့သူ့အသက်မွေးဝမ်းမှုကိုစော်ကားခံရတာလှောင်ပြောင်ခံရတာပါ။ကြော်ကိုရဲ့အသက်မွေးဝမ်းကြောင်းဟာအနှိမ့်တယ်။သူကကောင်းကောင်းနင်းတက်နှိမ့်တက်တယ်။ဒီတော့ရက်ွက်ထဲကအမျိုးသမီးကြီးတွေဟာကြော်ကိုကိုအခပေးပြီးခေါ်နှိမ့်တက်ကြတယ်။ဒါကိုတချို့ကာလာသားများကနိုင်ငံရေးစီးပွားရေးရက်ွက်တွေကကိစ္စမကြမ်းတီးနိုင်လွန်ပြီးစကားအယက်များတဲ့ကြော်ကုတ်ကိုစနှောက်ချင်တဲ့အခါညင်ညစ်ပတ်အတွေးနဲ့ဘာကြကြော်ကုဆိုပြီးအော်ဟစ်နောက်ပြောင်ကြတယ်။ရက်ွက်ပတ်ပြီးအမျိုးသမီးကြီးတွေကိုလိမ်ပိုင်းဆိုင်ရာဖျော်ဖြေပေးတယ်ဆိုတဲ့သဘောစနှောက်ကြတာ။ဒါက professional အနှိမ့်စရာကြော်ကုအတွက်တော့တိမခံနိုင်တဲ့ကိစ္စ။ဟုတ်တယ်။ကြော်ကုဟာမျက်စိမမြင်ပေမဲ့သူ့အနှိမ့်ပညာနဲ့အသက်80ကျော်သူ့မိဘနှစ်ပါးကိုလှုပ်ကြွေးနေတာအဓိကဝင်ငွေရနေတဲ့သူ့အသက်မွေးမှုလမ်းကြောင်းကိုသေးသိမ့်စေတဲ့ဒီကောလာဟာလာစနောက်မှုမျိုးကိုသူဘလို့မှလက်မခံနိုင်ဘူး။ဒါကြောင့်ဒီလိုမျိုးအတန်ကြားတာနဲ့သူ့လမ်းလျှောက်တော့ကိုအတန်လာရစီချိန်ဆက်စရာပြစ်တယ်လို့ပြစ်လွတ်တာ။ဒီနေရာဒီစပွဲမှာကြော်ကုတ်လိုနောက်ထပ်အမြဲထိုင်သူတယောက်ရှိတယ်။သူကချိုရွှေဆိုင်လို့နာမည်ပါတဲ့ကတ်အုပ်ထုတ်အဝါရောင်ကြီးကိုအမြဲဆောင်တယ်။အိုကြီးလို့ခေါ်တဲ့စိတ်အင်ကြီးအကျန်းတွေကိုအမြဲဝတ်တယ်။သူ့အင်ကြီးမှာလည်းအပွင့်အခတ်တွေဘာမှမသိတဲ့ရင်တိုးတစိမ့်တွေတက်ထားတယ်။ကြိုက်တီယိုဖျားပုံရင်တိုးတွေဝိနည်းဒုက္ခရေချမ်းစင်အသင်းဆိုတဲ့ရင်တိုးတွေရောတခါတလေအလကလေးမိဘစီယာအသင်းဆိုတဲ့စက်ကူတစိမ့်ပြားတောင်ပါသည်။သူ့ကြောမှာဖောင်းကားနေတဲ့ကြောပွေးအစုပ်တစ်လုံးကိုလည်းလွှဲထားတယ်။အောက်ပိုင်းကတော့တွန့်ကြည်ပေါက်ပြဲနေပြီးအယောင်မထွက်တော့တဲ့ကြီးအထက်ထက်ပစိုးတစ်ထည်ပစိုးပေါ်မှာစစ်ကပတ်ကိုပတ်ထားပြီးအဝိစားတွေနဲ့ချီထားတဲ့တမြောက်တစ်ချောင်းကိုထိုးထားတတ်တယ်။သူ့ကိုရွှေအားလို့ခေါ်တယ်။စကားမပြောတတ်ဘူး။ဝူဝါဝါနဲ့လက်ဟန်ချီရံပဲသူပြတတ်တယ်။သူကတော့အမြဲတမ်းရိုးရိုးချိုစိမ့်တစ်ခွက်မှတောက်တယ်။သူကတော့ကြော်ကိုလိုမဟုတ်ပါဘူး။လက်ဖေးရည်ရိုးရိုးတစ်ခွက်15ချက်ကို30ပေးခြင်းပေးတယ်။5ချက်ပေးခြင်းပေးတယ်။တပြားမှမပေးခြင်းမပေးဘူး။စပွဲတို့တွေကစနောက်ပြီးတောင်းရင်လဲသူ့ပခုံးပေါ်လက်နှချောင်းတင်ပြပြီးဝူဝါဝါအော်ဟစ်တော့တယ်။ဆိုင်ရှင်ကလည်းရွှေအားစီကပတ်စံရမရမလို့ချင်ပါဘူး။ဒါပေမဲ့ရွှေအားကတော့ဒီဆိုင်မှာသူလာရောက်ချီးမြှင့်ပေးနေတာဟာဒီဆိုင်ရဲ့ဂုဏ်သိက္ခာဆိုတဲ့အထာနဲ့ရွှေအားရဲ့အသက်မွေးဝမ်းကြောင်းကတော့နည်းနည်းဆန်းတယ်။သူကရင်ခွဲယုံမှာအလုသမားတချို့မကင်ကျင်မထိကျင်တဲ့ပိုင်ရှင်မဲ့ပုတ်ပွားအလောင်းတွေကိုကင်တွယ်တည်ပူးပေးရတာ။ပြီးရင်ဒီမြို့မှာမဲလေးလို့ခေါ်ကြတဲ့ပိုင်ရှင်မဲ့အလောင်းတွေကိုတင်ញိုင်းပူမြုပ်နှံရတဲ့တွန်းလှဲကိုတွန်းပေးရတာ။မဲလေးဆိုတာတစ်ချိန်ကဒီမြို့မှာပိုင်ရှင်မဲ့အလောင်းတွေကိုတွန်းလှဲနဲ့တင်ကြိုက်စီတွန်းပြီးမြုပ်ပေးရတဲ့သူ့ဘရာစာဦးမဲလေးရဲ့အမည်ကိုတညာပြုခေါ်ခဲ့တဲ့အမည်ပါအခုတော့မဲလေးတွန်းလဲဟာရွှေအားရဲ့ထမင်းတုပ်ပေါ့
ဒီတော့ရွှေအားရဲ့ဖောက်တယ်တွေကဆေးရုံရင်ခွဲရုံရဲစခန်းကပေါ့မကင်တွေခြင်းနဲ့အပုပ်ပွားတွေကိုမုတ်ဘိုးပဲဖို့လောက်နဲ့ကင်ပေးတဲပေးရတာကိုရွှေအားကလည်းဒီစပွဲမှာထိုင်ပေမဲ့ကြော်ကုတ်လိုတန်တန်ပြပြတော့မဟုတ်ပါဘူးညက်ပတ်နန်းစောနေတာတခါတလေအရက်နဲ့လေးတထောင်ထောင်ပါသေးရွှေအားကိုကြတော့ကြော်ကုတ်လိုလူတွေစနောက်ကြတာရှိတယ်အဲ့ဒါကတော့သူ့ရှေ့ခဝေးဝေးကနေလက်ဖွားနှစ်ဖက်ကိုဆက်လိမ့်တယ်လို့ပုတ်ပြတာပဲဒါကလည်းအကြောင်းရှိပါတယ်တစ်ချိန်ကရွှေရရဲ့အဖေဟာစစ်တပ်ကတက်ချက်ကြီးမုံဆိုးဖို့ဖြစ်တဲ့အဖေကြီးတိုက်ပွဲကြပြီးတဲ့နောက်နှမလေးနှစ်ယောက်နဲ့ကြံရစ်ခဲ့တဲ့ရွှေအားဟာတက်ထဲဝင်ဖို့ကြိုးစားခဲ့တဲ့ဒါပေမဲ့စကားမပြောတတ်ညံရည်မပြည့်တဲ့သူ့ကိုတက်ကလက်မခံပဲသူတို့မောင်နှမတွေလိုင်းကန်ကထွက်အပြင်လောကကိုရောက်လာခဲ့ကြတယ်အဖေပင်စင်ကြီးလေးနဲ့ရက်ွက်ထဲမှာအိမ်ငှားပြီးနှမတွေကဆက်လိမ့်လိမ့်ပြီးရွှေအားကိုရှာဖွေကြွေးကြပါတယ်ရုပ်ရည်မကေလာတဲ့နှမလေးတွေကိုရက်ွက်ထဲကကာလာသားတွေကချင်းကပ်ကြတာမျိုးဆိုရင်ရွှေအားကတမြောင်တစ်ချောင်းနဲ့အမြဲကောက်ွယ်ပေးတယ်ဒါကိုသိတဲ့တချို့လဲရွှေအားရှိရောက်ရင်လက်နှစ်ဖက်ကိုဆက်လိမ့်လိမ့်တယ်လို့လှုပ်ပြပြီးမင်းနှမငါပေးမလားဆိုတဲ့အထိပ္ပယ်နဲ့စနောက်ကြပါတယ်အဲ့ဒီလိုလှုပ်ပြပြီးအမြန်ဆုံးထွက်ပြေးကြမှမဟုတ်ရင်တော့ရွှေအားကသူ့ခါကြကတမြောင်ကိုထုတ်ဝူဝူဝါဝါအော်ပြီးလိုက်ထိုးတတ်တဲ့ဒါကြောင့်ရွှေအားကိုကာလာသားတွေကခက်ဝေးဝေးကနေစနောက်ခက်တွတ်လေးထွက်ပြေးလှုပ်ကြတာပေါ့စိတ်မကောင်းစရာတစ်ခုကတော့သူ့နှမနှစ်ယောက်တည်းကတယောက်ဟာခမဲပြင်ဖျားပွဲကိုသွားရင်ရင်းနှီးဆုံးပါသွားသလိုသူ့နှမနောက်တစ်ယောက်ဟာလည်း TV ယောဂါနဲ့ကွယ်လွန်သွားရှာတာပါပဲအဲ့ဒီအခါရွှေအားလည်းသူ့အဖေကြံတဲ့အဝတ်စားတွေဝတ်လမ်းတကာလှည့်ရင်ဘယ်သူမှမလုပ်ချင်တဲ့ရင်ခွဲယုံကအလုပ်ကိုလုပ်ရင်အသက်မူဝမ်းကြောင်းရပါတော့တယ်အချိန်တွေကြာလာတဲ့အခါလက်နှစ်ဖက်ပုတ်ပြရင်ဒီအယူကြီးဒီအာကြီးဟာဒေါသထွက်တယ်ဆိုတဲ့လက်ဆင့်ကမ်းအသိနဲ့ရက်ွက်ထဲကလူငယ်တွေဟာရွှေအားကိုစနောက်ကြပြန်ရောအဲ့ဒီအခါရွှေအားဟာသူ့နှမလေးများတက်ရှိတင်ရှာမရှိတော့တော့ညာဒီလိုလက်ပုတ်ပြပြီးစားတဲ့နောက်တဲ့လူတွေကိုအသေးအတန်ဒေါသထွက်ပြီးလိုက်ရန်မှုတော့တာပါပဲဒါဟာသူ့နှမလေးတွေကိုအမှုရာအပြင်စော်ကားခြင်းပေကိုသူတို့လေးများတေးသေးရှင်းရှင်းသူကခွယ်ရမည်ပါကြာလာတော့လေရွှေအားဟာသူ့အသက်အရွယ်နဲ့ဒေါသတွေထွက်ရပြေးရလိုက်ရတာမောလို့ထင်ပါရဲ့သူ့ရဲ့တနေ့တာအပန်းဖြေစရာရိုးရိုးချိုစိမ့်15ချက်တန်ကိုအရသာခံတောက်ဖို့ရစားနောက်သူတွေရဲ့ဝေးရအလုံးကြုံဆုံးခံတတ်ဖြစ်တဲ့ဒီစပွဲဒီနေရာလေးမှာပဲခပ်ပုံပုံလာထိုင်တတ်တော့တာပဲတခါတည်းရလဲမျက်မမြင်ကြော်ကိုနဲ့ရွှေအားဟာဒီစပွဲမှာအတူထိုင်ကြတယ်တခါတလေလေတယောက်စီကြော်ကိုနဲ့ရွှေအားတူညီတာကသူတို့တွေထိုင်တဲ့အခါတိုင်းတချင်းတစ်ပုတ်ထဲကိုဖွင့်ခိုင်းတတ်တယ်ကြော်ကိုကတော့စကားပြောတတ်တော့ဘာသာစကားနဲ့ရွှေအားကတော့လေဘင်းကိုသူ့လက်ညှိုးနဲ့ကြစ်ပြတဲ့လက်ဟန်ချီဟန်နဲ့သူတို့နှစ်ယောက်အမြဲဖွင့်ခိုင်းတဲ့တချင်းကအဆိုတော်လွှမ်းမိုးရဲ့ပန်းနုနှင်းစီဆိုတဲ့ကက်ဆက်တိတ်ခွေတွေကအသေးတစ်တောင်းပိုင်ရှင်းဆိုတဲ့တချင်းကောင်တာထိုင်တဲ့ကိုသိန်းကလည်းသူတို့နှစ်ယောက်စုံလို့ဖြစ်ဖြစ်တယောက်ချင်းစီလာလို့ပဲဖြစ်ဖြစ်အခွေကိုထက်ဒီတချင်းနေရာကိုတိတ်ချရစ်ပြီးဖွင့်ပေးတယ်နှစ်ယောက်စလုံးကဝိရှိရင်လဲစင်းခံမဲဆိုတဲ့စာသားတနေရာရောက်ရင်ဝမ်ကောင်းတန်ကြီးတွေနဲ့ခက်ကြဲကြဲអော်ကြတာပဲကြော်ကိုကတော့ပြပြတတရွှေအားကတော့ဝူဝါဝါပေါ့ရှဲချိုစိမ့်နဲ့ရိုးရိုးချိုစိမ့်ပြပြတတနဲ့ဝူဝါဝါလဲစင်းခံကြမယ်ဆိုပေမဲ့လဲသူတို့ဟာသူတို့ကာကွယ်တဲ့နာကိုကာကွယ်ခဲ့ကြတယ်။တောင်းကွယ်ကဒီစပွဲလေးမှာထိုင်ရင်းနဲ့ပေါ့။ရွှေအားဆုံးပါသွားပါတယ်။ဟိုင်ဝေးလမ်းမကြီးပေါ်ကိုညတကောင်လမ်းဖြတ်ကူးရင်ကုန်ကားတစ်စီးစီးကတိုက်သွားတာပါ။ပိုင်ရှင်မဲ့အလောင်းတွေကိုမဲလေးလို့ခေါ်တဲ့တွန်းလှဲနဲ့တွန်းသွားတတ်တဲ့ရွှေအားကိုယ်တိုင်ပဲမဲလေးတွန်းလှဲကြီးပေါ်ရောက်သွားပါတယ်။ကိုကျော်ကိုရွှေအားကြီးတော့ကားတိုက်ပြီးရှောသွားပြီဗျ။စပွဲတို့လေးတွတ်ပြီးကရှဲချိုစိမ့်တစ်ခွက်ချပေးပြီးပြောတဲ့အခါကျော်ကိုဟာဘာစကားမှပြန်မပြောသူရှိချပေးထားတဲ့လက်ဖေးခွက်တဲကဇုံးကိုစမ်းရှာပြီးခက်နန္နာမှွေပါတယ်ကိုသိန်းဝရှိရင်လဲစင်းခံမယ်လေလှုပ်ပြကျော်ကိုရဲ့အတန်ဟာရှာတတကြီးကောင်တာမှာထိုင်နေတာကကိုသိန်းမဟုတ်ပဲကိုသိန်းရဲ့အကူစိုင်ပိုင်ရှင်ကိုဆန်းပါကိုဆန်းဟာတပြင်းတစ်ချက်ချပြီးဖွင့်လက်စကန်ကောင်းမဲ့အချစ်ဆိုတဲ့အခွေကိုပိတ်ကောင်တာမှန်ပြီးတို့တွေကလွှမ်းမိုးရဲ့ပန်းနုနှင်းစီအခွေကိုထည့်လိုက်တယ်ကိုအောင်တောင်ကြီးရေးထားပြီးလွှမ်းမိုးတီဆိုထားတဲ့အသေးတစ်တောင်းပိုင်ရှင်းဆိုတဲ့တချင်းနေရာကိုရစ်ပြီးဖွင့်ပေးလိုက်တယ်။လွှမ်းမိုးရဲ့ဆွေးနစ်ချုံမြနေတဲ့အတန်းဟာဆောင်းပေါက်နှစ်ဖက်ထက်မှာမျက်လုံးကြီးနှစ်ခုလုံးဖြူဖြူစွတ်နေတဲ့ကြော်ကူကတော့ဝရှိရင်လဲစင်းခံမဲဆိုတဲ့အပိုက်မှာလိုက်ဆိုဖို့နားကိုဆွင့်လေချောင်းကိုဝှင့်ထားလိုက်တယ်။ခက်စောအခုဖတ်ပြခဲ့တာကတော့ဆရာခက်စောရေးသားထားတဲ့ရိုးရိုးချိုစိမ့်ရှဲချိုစိမ့်ဆိုတဲ့ရတမြဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။တုဒ္ဒရတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း
like and subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ Audio book လေးတွေနားထောင်ရင်ဘဝအမောတွေပြပြောက်ပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်။